မြန်မာပြည်မှာအတွေ့အများဆုံးဖြစ်တဲ့ narcissist အကြောင်းပြောပြမယ်။အဲ့တော့ဘလောက်အတွေ့အများလဲဆိုကျွန်တော်အခုပြောပြလိုက်ရင်ဒီလူပဲလို့ပြောရလောက်အောင်အတွေ့အများတယ်ပေါ့နော်။အဲ့တော့ narcissist ကိုဗမာလိုပြန်ရင်ကြတော့ကျွန်တော်သိမပြန်တတ်ဘူး။အလွယ်ဆုံးပြန်ရင်အဲ့ဒါကြီးတယ်။ကိုယ့်တက်ကိုပဲကြီးတယ်။တခြားသူကိုလုံးဝကြည့်မဆိုင်ဘူး။အဲ့ဒါ narcissist လို့ခေါ်တာပေါ့။အဲ့ narcissist ဆိုတာဒီဒဏ္ဍာရီတွေကပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုကြည့်ပြီးတော့ငါတော်တော်ချောတဲ့ကောင်ပဲဆိုပြီးအဲ့ကိုကြည့်ပြီးမင်းတက်ပြီးအနားလေးမှာပန်းဖြစ်သွားတဲ့ narcissistic ပန်းလေးပေါ့နော်ပန်းဖြစ်သွားတဲ့အကြောင်းအခြေခံပြီးပြောထားတာအဲ့ဒါပေမဲ့လို့ဒဏ္ဍာရီရတာနားထောင်လို့ကောင်းပြီမဲ့အပြင်မှာကျွန်တော် narcissistic ကမကောင်းဆိုတာ narcissistic ရဲ့ပထမအချက်ကကျတော့သူတို့ကကိုချင်းစာတရားမရှိဘူးသူတို့အတွက်သူတို့ကြည့်တယ် okay အဲ့ဒါတော့လူတိုင်းလည်းကြည်တာပဲပေါ့နော်ကိုအတ္တနဲ့ကိုနေကြတာပဲဒါပေမဲ့မဟုတ်ဘူးသူဟာလွဲလို့ကျန်တဲ့လူတွေအကုန်လုံးကသူ့ကိုမော်ဖူးရမယ်သူ့ကိုလေးစားရမယ်ပြီးဒုတိယအချက်အနေနဲ့ကျတော့သူဟာလွဲလို့ကျန်တဲ့လူတွေအကုန်လုံးကသူ့တက်ကဒီလှေကားပဲတဘောကတော့သူတနေရာတက်ဖို့သူတနေရာသွားဖို့အတွက်သူတို့ခေါင်းပေါ်တက်နေဖို့အတွက်ဒီတိုင်းနေရုပ်တာပဲဒါတို့ပို့ပြီးတော့အရေးကြီးရကြတော့ narcissist တွေကmanipulate လုပ်တာဒါကကျွမ်းတယ်ကျွန်တော် manipulate လုပ်တာကျွမ်းတဲ့မျိုးစားတစ်ခါပြောဦးတယ် psychopath တွေပေါ့နော်အဲ့လိုပဲ narcissist တွေကလည်းကျွမ်းတယ်ဘယ်လောက်တောင်ကျွမ်းလဲဆိုတော့သူလိုချင်တဲ့အရာကိုမရအောင်ယူတတ်တဲ့အလေးချင်းရှိတယ်ပြီးရင်သူနဲ့ပတ်သက်မိတဲ့ relationship တစ်ခုမှာပေါ့နော်တစ်ခုမှာဆိုရင်သူကထားပါတော့တကယ်တမ်းအမားလုပ်တာသူဒါပေမဲ့လို့သူကဘယ်တော့မှသူ့ကြောင့်လို့မပြောတဲ့အပြင်တကယ်အမားတာသူမဟုတ်ဘဲနဲ့တခြားလူဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးသူကလုပ်တယ်အဲ့လိုအချက်တွေရှိတယ်နောက်တစ်ခုကကျတော့သူတို့မှာ double standard ဆိုတာရှိတယ် double standard ဆိုတာမင်းဒါတွေမလုပ်နဲ့ဒါတွေမလုပ်နဲ့မင်းတို့မကောင်းဘူးဘဝမှာဘာညာကွမကောင်းပြောပေမဲ့ तू ကရှိသမျှဟာ तू မလုံးနဲ့ပြောတဲ့ဟာအကုန်လုံးလုပ်တယ်တဘောကတော့ तू ကတော့လှုပ်ရှင်တာလုပ်မယ်ဒါပေမဲ့လို့तू ပြောတယ်မလုပ်ရဘူးဆိုတဲ့ဟာမလုပ်နဲ့အဲ့လိုသဘောပေါ့နော်ဒါ narcissist ပြဿနာဘယ်လိုလဲဆိုတော့လူမှုပတ်ဝန်းကျင်မှာ narcissist တွေကတခြားလူနဲ့ဆိုရင်အဲ့လောက်မသိတာဆိုတော့ तू က standard တွေခွဲပြီးသားပေါ့နော်ဘယ်သူအပြင်ပဲအဆင်ဘယ်လိုဆက်ဆံရမယ်ခွဲပြီးသား relationship မှာသိတာရယ် relationship ဆိုတော့ကိုယ့်ရဲ့ partner ပေါ့ကိုယ့်ရဲ့ partner narcissist ဖြစ်နေပြီဆိုရင်အဲ့လူကသွားယူတယ်နော်သွားယူရဲဆိုတာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ abuse လုပ်ခံရတယ်ထိုးနှက်ခံရတယ်နှိပ်စက်ခံရတယ်ပေါ့နော်အဲ့လိုနှိပ်စက်ခံရတဲ့အပြင် narcissist တွေကကျတော့အဲ့လိုနှိပ်စက်တာဟာသူ့ကြောင့်မဟုတ်ဘူးတဘောကမင်းကြောင့်ပေါ့နော်မင်းကြောင့်ငါဒီလိုဖြစ်နေရတာမင်းကြောင့်ငါဒီလိုပုံစံပြောင်းလဲနေရတာဆိုပြီး तू ကအဖြစ်တင်တယ်အဲ့လိုစိတ်ဝင်စားဖို့ကောင်းတာပေါ့နော်အဲ့တော့ narcissist တွေရှိမယ်လို့ထင်ပါတယ်ကျွန်တော်အခုပြောတဲ့လူတွေနဲ့နှိစက်တဲ့လူတွေကြုံမှုကြပါလိမ့်မယ်